ကျွန်တော်တို့ sticker ကိုမြင်မှုတွေ့ဘူးကပ်ဘူးကြပြင်မဲ့ဘယ်လိုဖွဲ့စည်းတိစောက်ထားလဲဆိုတာကတော့တော်တော်များများမသိကြဘူးဗျဒီဗီဒီယိုမှာတော့ကျွန်တော်တို့အသုံးပြုနေတဲ့ sticker ကိုဘာနဲ့ဖွဲ့စည်းတိစောက်ထားတဲ့ဆိုတာလေးကိုပြောပြပေးပါမယ် V9 sticker ကိုအလွှာ9ခုနဲ့ဖွဲ့စည်းထားတယ်ဗျ Lemonade Color Texture PPC အခီးစေ backing paper ဆိုပြီးအလွှာ9ခုရှိမယ်ဗျအဓိကအလွှာကတော့ PPC အလွှာပေါ့ PC ဆိုတာ poly vinyl chloride ဆိုတဲ့ plastic မျိုးစားဖြစ်တယ် vinyl chloride monomer ကို polymer လုပ်ပြီးထွက်လာတဲ့ဟာကို PPC လို့ခေါ်တယ်ပေါ့ဗျာ PPC ကိုဘာလို့သုံးလဲဆိုရင်ပျော့ပြောင်းတဲ့အပူဒဏ်ခံနိုင်တယ်ဆွဲဆန့်နိုင်တယ် chlorine ပါတာမို့လို့ကျွန်တော်တို့ heat gun တွေမီးချစ်တွေနဲ့အပူပေးတဲ့အခါမှာအလွယ်တကူလောက်ကျမသွားနိုင်ဘူးပေါ့ဗျာအပူဒဏ်ပြင် water resistant နဲ့ခံနိုင်တာကြောင့် PPC ကိုအသုံးပြုတာဖြစ်တယ် sticker မှာသုံးတဲ့ PPC အမျိုးအစားက quality ပေါ်မူတည်ပြီးတော့အမျိုးအစားတွေကွဲတယ်ပေါ့ဗျာဈေးပေါ်တဲ့ sticker တွေမှာဆိုရင် flexible PPC တို့ calendar wrap PPC တို့ကိုအသုံးပြုကြပြီးတော့ premium quality ထဲမှာဆိုရင်တော့ cast PPC ကိုအသုံးပြုကြတယ်ဗျအသုံးပြုတဲ့ PPC plastic film ပေါ်မူတည်ပြီးတော့ quality တွေကလည်းကွဲသွားနိုင်တာပေါ့ဗျာ PC အောက်မှာဆိုရင် adhesive ဆိုတဲ့ color ရှိမှာဗျ V9 watt တွေမှာအသုံးများတာကတော့ aqua light adhesive ဆိုတဲ့ color တော့အသုံးများဆုံးပဲဗျသူ့ရဲ့ color ကအပူဒဏ်ခံနိုင်တဲ့ UV ခံနိုင်တဲ့ water resistant ဖြစ်တဲ့အပြင်မှာ original ဆေးသားကိုလည်းကောကြောင့်မထိခိုက်ဘူးတချို့ premium quality ထဲမှာဆိုရင် air rally adhesive ဆိုတဲ့ color ကိုလည်းအသုံးများကြတယ်ဗျသူက layer ထဲမှာလေထွက်ပေါက်လေးတွေပါတာမို့လို့ကော်ပြားတွေဆွဲတဲ့အခါမှာလေထုတ်ရတာပိုပြီးလွယ်ကူတယ်ပေါ့ quality နေတဲ့ sticker တွေသုံးတဲ့အခါ bubble တွေထားနေပေမဲ့ air rally adhesive ကတော့ကျွန်တော်တို့ကော်ပြားဆွဲရတဲ့အခါမှာပိုပြီးတော့ smooth ဖြစ်တယ်ပေါ့ဗျာဘားဘော်တွေမှာကတ်တဲ့အခါတချို့ quality နေတဲ့အမျိုးအစားတွေကလေဘူးတွေထားတာမျိုးရှိပေမဲ့ air rally adhesive ဆိုတဲ့ကောကိုသုံးထားတဲ့ sticker တွေမှာကျတော့လေဘူးထားတာမျိုးတွေမရှိတော့ဘူးပေါ့ quality နဲ့ budget ပေါ်မူတည်ပြီးတော့အသုံးပြုတဲ့ adhesive layer ကလည်းကွဲသွားနိုင်ပါတယ် adhesive layer ကတော့ PPC ရဲ့အောက်အလွှာမှာရှိတယ် PC ရဲ့အပေါ်လွှာမှာဆိုရင် color texture ဆိုတဲ့အလွှာလေးရှိအောင်မယ်ဗျကျွန်တော်တို့ color တွေ texture တွေကိုပုံနှိပ်တဲ့အလွှာပေါ့အသုံးပြုတဲ့မြင့်အမျိုးအစားပေါ်မူတည်ပြီးတော့ quality ကကွဲအောင်မယ်ဗျများသောအားဖြင့် V9 watt တွေမှာဆိုရင် eco solvent နဲ့ latex ink ကိုအသုံးပြုကြတယ် quality နဲ့မြင့်တွေကိုသုံးတဲ့အခါနေစားလို့ color ကြတာမျိုးတွေဖြစ်တတ်တယ်ဗျဆိုတော့ sticker တစ်ခုရဲ့ quality ကောင်းမကောင်းအောင်လည်းအခုလိုမျိုးမြင့်အသုံးပြုဖို့မှလည်းကွဲသေးတယ်ပေါ့သူ့ရဲ့အပေါ်လွှာမှာဆိုရင် lemonade ဆိုတဲ့ protective ရှိအလွှာရှိအောင်မယ်ဗျ protective အလွှာဖြစ်တာမို့ UV နေရောင် weather resistant ရောအဆင်းအားနေရောကာကွယ်ပေးတယ်ဗျ lemonade အလွှာကတော့ window flame PPF 9 watt တွေမှာအရေးကြီးတဲ့အလွှာလည်းဖြစ်တယ်ပေါ့သူက surface ရဲ့အပေါ်မှာ protect လုပ်ပေးတဲ့အလွှာဖြစ်တယ်ကျွန်တော်တို့ adhesive ရဲ့အောက်မှာဆိုရင် backing paper ဆိုတဲ့ဖျောင်းပါတဲ့ waste paper လေးရှိမယ်သူက adhesive အလွှာကို protect လုပ်ပေးတာပေါ့ခုနောက်ပိုင်း waste paper စာဖျောင်းပါတဲ့ flame တွေနဲ့အသုံးပြုလာကြတယ်ဒါက V9 watt sticker ဖွဲ့စည်းတိစောက်တာပုံဖြစ်တယ်လွှာတစ်ခုချင်းစီမှာအသုံးပြုတဲ့ quality ပေါ်မူတည်ပြီး sticker ရဲ့အရေးသွေးကိုကျွန်တော်တို့တိုင်းတာလို့ရတယ်ဒါကတော့ကျွန်တော်တို့အသုံးပြုနေတဲ့ V9 watt sticker ကိုဘယ်လိုဖွဲ့စည်းထားတဲ့ဆိုတာရှင်းပြပေးသွားတာဖြစ်တယ်ဆိုတော့ဒီလောက်ပါပဲ